Teacher Jacinda Wawa ရဲ့ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆက်လက်ပြီးတော့ပို့ချသွားမယ့်သင်ခန်းစာတွေကတော့ကျမတို့အင်္ဂလိပ်စာကိုထီအောင်မှုရှိရှိနဲ့အလွယ်ကူဆုံးပြောနိုင်မယ် pattern လေးတွေသင်နေတာဒီနေ့ဆိုလို့ရှိရင် pattern 15ကိုရောက်ရှိသွားပါပြီဒီနေ့သင်မဲ့သင်ခန်းစာမှာတော့ pattern 15နဲ့16 17ဆိုပြီးတော့ pattern 3ခုကိုထည့်သွင်းပြီးတော့မှရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့အခုလောလောဆယ် pattern 15လေးကိုစပြီးလေ့လာကြည့်အောင်ဒီ pattern 15မှာဆိုလို့ရှိရင် no matter plus wh question အဲ့တော့ wh question ကိုသုံးမယ်ဆိုရင်တော့ကျမတို့ကနောက်က subject plus verb ကိုလိုက်ရမှာဖြစ်ပါတယ်အကယ်၍များ no matter plus wh question ကိုမသုံးဘဲနဲ့ how ဆိုတဲ့စကားလုံးလေးကိုဒါကျမတို့ကသုံးမယ်ဆိုရင်တော့ how ရဲ့နောက်မှာလိုက်မြဲလိုက်နေကြဖြစ်တဲ့ adjective သို့မဟုတ် adverb လေးကိုထည့်ပြီးတော့သုံးရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာ subject နဲ့ verb ကိုဆက်ပြီးတော့လိုက်သွားရမှာဖြစ်ပါတယ်အဲ့တော့ဒီ sentence မျိုးကိုဘယ်ချိန်တွေမှာသုံးရမလဲဆိုတာကျမတို့သိထားဖို့လိုပါတယ်အဲ့တော့ဒီ sentence ကိုဘယ်ချိန်တွေမှာသုံးမလဲဆိုလို့ရှိရင် frustration ဆိုတဲ့စိတ်ကတိကောက်ဖြစ်တဲ့အချိန်တွေမှာနောက်တစ်ခုက encouragement ဆိုတဲ့အားပေးခြင်းပေါ့နော်အားပေးခြင်းစကားတွေအားပေးစကားတွေပြောချင်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီလို sentence မျိုးတွေကိုသုံးလို့ရပါတယ်အဲ့တော့ no matter ရဲ့သဘောတရားကဘာမှထူးမလာဘူးဆိုတဲ့သဘောတရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီ no matter နဲ့စတဲ့ sentence ကိုတည်ဆောက်မယ်ဆိုလို့ရှိရင်တော့အဓိပ္ပာယ်ကတခုခုကိုလုပ်ဖို့ရအတွက်ဆိုရင်ဘလို့ပဲလုပ်လို့တခုခုကိုလုပ်တိုင်းဘလို့ပဲလုပ်လို့နော်ဘာပဲလုပ်ဘာမှထူးလာမှာမဟုတ်ပါဘူးဆိုတဲ့အနေနဲ့ပြောချင်တဲ့အခါမှာဒီ no matter plus wh question ပြီးတော့မှ subject verb ဆိုတဲ့ sentence လေးကိုသုံးရမှာဖြစ်ပါတယ်ဒါဆိုရင်ဥပမာလေးလေ့လာကြည့်အောင်နော် No matter how carefully I eat my cholesterol won't come down ဒီနေရာမှာ no matter ပြီးတော့ how သုံးတယ်ပေါ့နော် how သုံးတဲ့အတွက်ကြောင့်လို့သူရဲ့နောက်မှာ carefully ဆိုတဲ့ adjective လိုက်တယ်ပြီးတော့မှ I ဆိုတဲ့ subject ရဲ့ eat ဆိုတဲ့ verb ရဲ့လိုက်အဓိပ္ပာယ်က no matter how carefully I eat ငါဘလောက်ပဲကြိုးကြိုးစားစားနဲ့ဂရုတစိုက်နော်စားစား my cholesterol won't come down ငါရဲ့ cholesterol ကကျသွားခြင်းမရှိဘူးလို့ပြောတာဖြစ်တယ်အဲ့တော့ဒါကဆိုရင်ဖြင့်စိတ်ကတိကောက်ဖြစ်ရတဲ့အကြောင်းရင်းလေးကိုပြောသွားတာဖြစ်ပါတယ်နောက်တစ်ကြောင်းကြည့်အောင် no matter who makes the coffee it's always good အဓိပ္ပာယ်ကပါလေ no matter ပြီးသွားရင် who ဆိုတဲ့ wh မေးခွန်းလေးကိုတုံးတယ်သူ့ရဲ့နောက်မှာ subject မလိုက်ဘဲနဲ့ makes verb လိုက်သွားပါတယ်အဲ့တော့ဒါဆိုရင်ဒီနေရာမှာ subject ကဘယ်ရောက်သွားလဲဘယ်မှမရောက်ပါဘူးเนาะအဲ့တော့ who who ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်သူက subject ကိုရည်ညွှန်းနေတာဖြစ်တယ်ဘယ်သူပဲ coffee ဖြောit's always good သူကအမြဲတမ်းကောင်းနေတာပဲဆိုတဲ့သဘောကတော့အားပေးတဲ့သဘောလေးပေါ့နော်ဘယ်သူ coffee ဖြောဒီက coffee လေးတောက်ရရင်ကောင်းနေတာပဲဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းခြင်းဖြစ်ဒါကတော့အားပေးခြင်းနဲ့ဆိုင်တဲ့ sentence လေးဖြစ်နောက်တစ်ကြောင်းကြည့်အောင် No matter what you say I won't believe you no matter what you say ဒီနေရာမှာ no matter နောက်မှာ what ပြီးသွားတဲ့အခါမှာ you ဆိုတဲ့ subject ပြီးသွားရင် say ဆိုတာလိုက်တယ် verb နော်အဲ့တော့ no matter what you say မင်းဘာပဲပြော I won't believe you ငါမင်းကိုမယုံဘူးဒါဆိုရင်ပါလေသူ့ကြောင့်ကိုကစိတ်ကတိကောက်ဖြစ်ကြတယ်သူဘာပြောကိုမယုံတော့ဘူးဆိုတဲ့အကြောင်းကိုပြောချင်တဲ့အခါမှာ no matter နဲ့အစချီရဲ့ sentence လေးကိုသုံးရမှာဖြစ်ပါတယ်နောက်ထပ်ဥပမာလေးသုံးခုကိုပြန်လည်လေ့လာကြည့်အောင် No matter where she looked she couldn't find what she needed no matter သူရဲ့နောက်မှာ where ဆိုတာကတော့မေးခွန်းစကားလုံးနေရာမေးတဲ့စကားလုံးဖြစ်တယ်သူရဲ့နောက်မှာ subject က she look က verb to နော်အဲ့တော့ no matter where she look သူဘယ်မှာပဲရှာသူဘယ်နေရာမှာပဲရှာ she couldn't find သူရှာတွေ့ခဲ့မှာမဟုတ်ဘူး what she needed သူဘာလိုချင်နေခဲ့လဲအဲ့တော့ sentence ကြောင်းလုံးကိုပြန်ကြည့်တဲ့အခါမှာဒါဟာ verb to တွေနဲ့ပြောထားတာကြီးပဲနော်အဲ့တော့ဒီကြောင်းလုံးကိုပြန်ပြီး result ကောက်ကြည့်မယ်ဆိုလို့ရှိရင်နော် no matter where she looked she couldn't find what she needed သူလိုချင်တာကိုသူဘယ်နေရာမှာပဲရှာသူဘလို့မှရှာတွေ့မှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ကြောင်းကြည့်ကြည့်အောင် no matter how hard she tried her boss never pleased with her performance
no matter သူရဲ့နောက်မှာ how ကိုသုံးတဲ့အတွက်ကြောင့်မလို့ကျမတို့ကနောက်က adjective ဖြစ်တဲ့ hard ကြိုးစားပြင်းပြင်းထန်ထန်သူကဘလောက်ပဲကြိုးစား her boss သူမရဲ့တထေးက never pleased ကျင့်တဲ့အားရခြင်းမရှိဘူး with her performance သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုအဲ့တော့ဒီ sentence ကိုနားလည်ပြီလို့ထင်တယ်နော် no matter how hard she try her boss never pleased with her performance သူမရဲ့ကြိုးစားမှုတွေကိုအတိအမှတ်မပြုဘူးဘလောက်ပဲကြိုးစားဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်နောက်တစ်ကြောင်းကြည့်ရအောင် no matter where you go I will follow you ဒါလေးကတော့ခွန်အားဖြစ်စေတာပေါ့နော်အဲ့တော့ no matter where you go မင်းဘယ်နေရာကိုပဲသွား I will follow you ငါမင်းနောက်ကိုလိုက်နေမှာပဲအဲ့တော့ where ဆိုတဲ့စကားလုံးမေးခွန်းသုံးသွားတယ်သူရဲ့နောက်မှာ you subject go ဆိုတဲ့ verb အဲ့တော့ no matter where you go I will follow you ကဲဟုတ်ပါပြီဒီတစ်ခါ pattern 16လေးကိုလေ့လာကြည့်အောင်နော် pattern 16ကတော့တအားလွယ်ပါတယ်နော်တော့ I can't help သူရဲ့နောက်မှာ doing ဆိုတော့verb ကို ing ပေါင်းထားပြီးတော့မှနောက်က something တစ်စုံတစ်ခုပေါ့နော် I can't help နော် I can't help doing something သို့မဟုတ်အဲ့လိုမရေးချင်လို့ရှင်လည်းပဲ I can't stop myself ကို can't stop ရပ်တန့်လို့မရတော့ဘူး from doing something တစ်စုံတစ်ခုကိုလုပ်ခြင်းမှာအဲ့တော့ကျွန်တော်ကျမသည်တစ်စုံတစ်ခုကိုမလုပ်ဘဲမနေနိုင်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဒါဆိုရင်အဲ့ sentence အကြောင်းပြန်ပြောပြမယ်နော် I can help doing something I can stop myself from doing something ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ကျမကတစ်စုံတစ်ခုကိုမလုပ်ဘဲမနေနိုင်ဘူးဆိုတဲ့ဝါကြလေးတွေနဲ့ပတ်သက်ပြီးတော့ဥပမာလေးလေ့လာကြည့်ရအောင်ကဲပထမဆုံးတစ်ခုကHe can't help falling in love with her အဲ့တော့ he can't help သူရဲ့နောက်မှာ ing ဖြစ်တဲ့ falling in love နော် with her သူမနဲ့ချစ်ကြိုက်ခြင်းအဲ့တော့သူကသူမနဲ့ပတ်သက်ပြီးတော့ချစ်ကြိုက်ခြင်းကိုမလုပ်ဘဲမနေနိုင်ခဲ့ဘူးမချစ်ဘဲမနေနိုင်ခဲ့ဘူးလို့ပြောခြင်းဖြစ်တယ် falling in love with her နော်သူ့ကိုမချစ်ဘဲမနေနိုင်ဘူးလို့ပြောခြင်းဖြစ်တယ်နောက်တစ်ခု I can't help telling him this news I can't help နော် can't help ပြီးသွားတယ်သူရဲ့နောက်မှာ ing ဖြစ်တဲ့ telling him သူ့ကိုပြောဖို့ this news ဒီသတင်းကိုအဲ့တော့ I can't help telling him this news ငါသူ့ကိုဒီသတင်းကိုမပြောဘဲမနေနိုင်ဘူး Okay နော်နောက်တစ်ကြောင်းကြည့်အောင်I tried to be serious, but I couldn't help laughing. I tried to be serious. Try ကြိုးစားခဲ့တယ် to be serious. To ရဲ့နောက်မှာ be ဆိုတော့ verb to be ရဲ့ verb 1ပြီးတော့မှ verb to be ရဲ့နောက်မှာ adjective serious. Serious ဆိုတာဒါလေးလေးနက်နက်ပေါ့နော်ဒါကျူးဆိုတာအဲ့တော့ I try to be serious ဘာကိုပြောချင်တာလဲငါကအတီးကြီးပေါ့နော်တီတီတက်တက်နေဖို့ကြိုးစားခဲ့တယ်but ဒါပေမဲ့လို့ I couldn't helpရဲ့နောက်မှာ loving ဆိုတဲ့ verb ing ကိုသွားထားတယ်အဲ့တော့ဝါကြောက်ကိုနောက်ပို့ထားခြင်းဖြစ်တယ်ပေါ့နော်ကိုပြောချင်တဲ့ဝါကြောက်ကိုနောက်ပို့ထားခြင်းဖြစ်တယ် I couldn't help အဲ့တော့ couldn't မှာလည်းပဲ for one ကနေပြီးတော့ verb to ချင်းပြီးတော့ can နဲ့မသုံးမဲ့ could နဲ့သုံးထားခြင်းဖြစ်တယ်အဲ့တော့ I couldn't help laughing ဆိုတော့မရည်ပဲမနေနိုင်ခဲ့ဘူးလို့ပြောတာ I tried to be serious but I couldn't help laughingအဲ့တော့ငါအတီးကြီးနဲ့နေဖို့တော့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လို့လည်းပဲဘာဖြစ်လဲငါမရည်ပဲမနေနိုင်ခဲ့ဘူးလို့ပြောခြင်းဖြစ်ပါတယ် example လေးနောက်နှစ်ကြောင်းလောက်လေ့လာကြည့်အောင် My mother is a good cook I can't help eating everything she cooks My mother is a good cook အဲ့တော့ကျမရဲ့အမေကတော့အရန်အချက်ပြုတ်ကောင်းတဲ့စဖိုမိုးကြီးတစ်ယောက်လိုပဲဒါကြောင့်မလို့ I can't help eating can't help ရဲ့နောက်မှာ eating verb ing everything she cooks သူချက်သမျှဘယ်ဟာမဆိုမစားဘဲနဲ့ကိုမနေနိုင်ဘူးလို့ပြောခြင်းဖြစ်နောက်တစ်ခု since Mary loves to shop she can't help spending money since Mary loves to shop Mary က loves to shop ဈေးဝယ်တာ shopping ထွက်ကြတာကိုသူကကြိုက်အဲ့လိုကြိုက်တဲ့အတွက်ကြောင့်မလို့ she can't helpသူရဲ့နောက်မှာ spending ဆိုတဲ့ verb ing
သုံးခြင်းဖြုံးခြင်း money ဒါကြောင့်မလို့သူက she can't help spending money ဖြစ်နေဆိုတော့ Mary သည်နော်ပတ်စံမဖြုံးမဲနဲ့ကိုမနေနိုင်ဘူးဆိုတဲ့သဘောမျိုးလေးဖြစ်ပါတယ်နော်အဲ့တော့ since Mary loves to shop she can't help spending money Mary သည်ဈေးဝယ်ရတာကိုနှစ်သက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကပတ်စံမဖြုံးမဲကိုမနေနိုင်ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအခု pattern 17ကိုသွားလိုက်ကြရအောင် pattern 17မှာတော့ what is the use of plus verb ing အဲ့တော့ what is the use of သူရဲ့နောက်မှာ verb ing လိုက်မယ်အဲ့တော့ of ရဲ့နောက်မှာ noun လိုက်တယ် of ရဲ့နောက်မှာ noun လိုက်တယ်အဲ့တော့အဲ့ဒီ noun ဖြစ်ဖို့အတွက်ကို verb ကို ing ပေါင်းပြီးတော့သုံးထားခြင်းဖြစ်တယ် what's the use of verb ing အဲ့တော့ဘယ်လောက်များအသုံးဝင်လိုက်သလဲလို့ပြောခြင်းเนาะ verb ing လေးကဘယ်လောက်တောင်အသုံးတဲ့သလဲလို့ဘာအသုံးတဲ့သလဲလို့ပြောခြင်းဖြစ်တယ် what's the use of verb ing okay နော် okay what's the use of plus verb ing နဲ့ပတ်သက်တဲ့ဥပမာလေးတွေလေ့လာကြည့်အောင် what is the use of talking about others what is the use of your now ma talking verb ing about others အဓိပ္ပာယ်ကပါလေသူများအကြောင်းပြောနေတာဘာသုံးတဲ့လို့လဲလို့ပြောခြင်းဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခု what is the use of arguing with her what is the use of your now ma arguing အငင်းခုန်လုပ်ခြင်း with her သူမနဲ့အဲ့တော့သူမနဲ့အငင်းခုန်လုပ်နေလို့ဘာသုံးတဲ့မှာလဲဘာထူးမှာလဲလို့ပြောခြင်းဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့ what is လို့မပြောတော့ဘဲနဲ့စကားပြောမှာ what's အတူကောက်ပြောကြည့်ရအောင် what's the use of crying over the split milk အဓိပ္ပာယ်ကပါလေ what's the use of your now ma crying verb ing ငိုခြင်း over the split milk မှောက်သွားတဲ့နို့တစ်ခွက်အတွက်ကိုတို့ကငိုနေလို့ရောဘာထူးမှာလဲပြန်ရနိုင်မှာလားဘာသုံးတဲ့မှာလဲလို့ပြောခြင်းဖြစ်တယ်နောက်ထပ်ဥပမာလေးနှစ်ခုကြည့်အောင် what's the point of worrying about it ဒီနေရာမှာ what's the point of use of လို့မသုံးဘဲနဲ့ point of လို့သုံးလိုက်တယ်သူရဲ့နောက်မှာ verb ing worrying ပူပင်တော့ကရောက်ခြင်း about it အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလောက်ပူပင်တော့ကရောက်နေစရာလိုလို့လားဘာသုံးတဲ့မှာလဲလို့ပြောခြင်းဖြစ်တယ်နောက်တစ်ခုကြည့်အောင် what's the use of asking me to come early if you don't come early မင်းကစောစောမလာဘဲနဲ့ what the use of asking me ဘာလို့ငါ့ကိုမေးနေတာလဲ to come early စောစောလာဖို့ပြောနေတာလဲအဲ့တော့မင်းကတော့စောစောမလာဘဲနဲ့ငါ့ကိုစောစောလာဖို့ပြောနေတော့ဘာတုံးအသုံးတဲ့မှာလဲလို့ပြောခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီတော့ what's the use of your now မှာ verb ing လေးလိုက်ပြီးတော့ sentence တိဆောက်တာအရန်လွယ်မယ်လို့လည်းထင်တယ်နော်လေးချင်းကြည့်ပါမလေးချင်းကြည့်ဘူးဆိုလို့ရှိရင်တော့ဘလို့မှရလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကိုကရဲလဲပြောရမယ်ပြောတတ်ခြင်းများများပြောရမယ်ရေးတတ်ခြင်းများများရေးရမယ်ဒါကြောင့်မလို့ comment မှာလည်းပဲကိုရဲ့ကိုပိုင်း sentence လေးတွေတိဆောက်ကြည့်ပါကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုပြောကြည့်ရေးကြည့်ပါပေါ့နော်အဲ့လိုရေးကြည့်တဲ့အခါမှာကြွေမှားသွားတာရှိရဆိုလဲစိတ်မပူပါနဲ့ဒီချက်က comment လေးဖတ်ပြီးတော့မှ reply လုပ်ပြီးတော့ပြန်ပြင်ပေးပါမယ်เนาะအဲ့တော့အားလုံးစူးစမ်းကြည့်ပါဒီချက်ရဲ့ page လေးကိုလည်းပဲ like and subscribe လုပ်ခြင်းအပြင်ကူညီပေးကြပါအောင်လို့เนาะကူညီပေးနေတဲ့သူတွေအားလုံးကိုလည်းပဲဖျားရှင်ကောင်းကြီးပေးပါစေလို့ဆုတောင်းပေးပါတယ် thank you bye bye